အမ်ပူမိုကိုခဏမေးထားလိုက်စပါးနဲ့ပွဲကဒီကစားမကိုမယုံနိုင်အောင်ဖြစ်နေကြတဲ့ United ဖန်များမင်းညာက Manchester United ကတော့ Tottenham Hotspur ကိုနောက်ကျသွင်းကိုနဲ့2ဂိုးစီတည်ရအောင်ကစားနိုင်ခဲ့လို့နီးပြ Ruben Amorim တယောက်တပြင်းချနိုင်ခဲ့ပါတယ်။နောက်25 Europa League Final ပွဲစဉ်နောက်ပိုင်းပထမဆုံးချိန်ပြန်လည်ရင်ဆိုင်ဆုံတွေ့မှုမှာနှစ်တင်းစလုံးအစောပိုင်းမှာနီးနှစ်ပိုင်းရချင်းကပ်ကစားခဲ့ကြပေမဲ့အချိန်ကြာလာတဲ့မြတိုက်စစ်မြင့်တင်ပြီးကိုရရှိဖို့ကြိုးစားခဲ့ကြပါတယ်။ဒါပေမဲ့ Spurs ကဒုတိယပိုင်းမှာအများကြီးပိုကောင်းတဲ့စွမ်းဆောင်ရည်နဲ့တူ United ကိုဖိအားပေးနိုင်ခဲ့ပါတယ်။ဒီဘက်နဲ့ဘက်ပြန်လည်သွင်းဂိုးတွေသွင်းယူခဲ့ပြီးတဲ့နောက် Spurs ဘက်က Richarlison ရဲ့သွင်းဂိုးနဲ့ဦးဆောင်ထားချိန်United ကတော့ကန်ကောင်းထောက်မှစွာနဲ့နောက်ဆုံးမိနစ်တောင်းကန်ဘောကနေဒီလက်ကခေါင်းတိုက်ပြီးတော့တရားလက်ကိုယာယူသွားခဲ့ပါတယ်။ကိုတင်သူတွေကပဲဂုံပြုခံရပေမဲ့အမေရိရဲ့စီစဉ်မှာဘယ်လောက်အရေးပါနေလဲဆိုတာကိုအခြားကစားမတစ်ယောက်ကလေးနဲ့ပြသသွားခဲ့ပါတယ်။အမေရိကအာမတ်ကိုတောင်းပန်ခံစည်းပြသုံးခဲ့ရကနေအမ်ဘူမိုနဲ့မာတီယက်စ်ကူညာတို့နဲ့တူရှေ့တန်းမှာတွဲပြီးတော့ကစားစီခဲ့ပါတယ်။ဒီခွင့်ရေးကိုလည်းအန်ဘရီကို့ချ်လက်ရွေးစင်ကကောင်းကောင်းစုပ်ကိုင်းနိုင်ခဲ့ပါတယ်။သူကအမ်ဘူမိုအတွက်ရေးပါတဲ့ဘောလုံးပေးပို့မှုကိုပြုလုပ်ခဲ့ရုံသာမကဘဲနဲ့သူ့ရဲ့ပေးပို့မှုတွေကအလွန်ကောင်းခဲ့ပြီးတော့ဘောလုံးပေးမှားတာမျိုးလည်းရှားခဲ့ပါတယ်။ဒါပြင်အာမတ်အနေနဲ့နောက်တန်းကိုလည်းကူညီခဲ့လို့သူ့ရဲ့တောင်းပန်ခံစည်းကစားတဲ့အတွေ့အကြုံကနေဒီရည်ချင်းကိုပုံမပြည့်စုံစေလို့ထင်ပါတယ်။သူ့ရဲ့နေရာဆုံးကစားနိုင်စွမ်းကိုလည်းမာဇရာဝီရဲ့နေရာမှာညာတော်မှန်ခံစည်းပြပြောင်းရွှေ့ကစားခဲ့တဲ့ချက်ကမိမောင်းထိုးပြခဲ့ပါတယ်။ဒါပြင်ဒီနေရာမှာလည်းထိရောက်မှုရှိပြီးတော့တိုက်စစ်တွေကိုပိတ်ဆို့ရာမှာကူညီပေးခဲ့ပါသေးတယ်။ဒါကပြည့်စုံတဲ့စွမ်းဆောင်ရည်တစ်ခုဖြစ်ပြီးတော့အာမတ်ကကွင်းရဲ့နေရာနှံ့မှာကောင်းမွန်တဲ့ PR တွေပေးနေနိုင်တာကိုထည့်သွင်းစဉ်းစားမယ်ဆိုရင်အမေရိကန်အတွက်အသုံးဝင်ဆုံးကစားမတွေကတယောက်ဖြစ်တယ်ဆိုတာဘယ်သူမှညှင်းနိုင်မှာမဟုတ်ပါဘူး။ညတဲ့ပရိသတ်များပြားကလည်းလူမျိုးခံစားချက်မျိုးရှိကြပြီးတော့သူ့ရဲ့စွမ်းဆောင်ရည်ကိုချီးကျူးခဲ့ကြပါတယ်။ပရိသတ်တော်များများကအာမတ်ရဲ့ခြေစွမ်းကိုအာရုံစိုက်ခဲ့ကြပြီးတော့ပရိသတ်တယောက်ကအာမတ်ရဲ့ပေးပို့မှုတွေကမယုံနိုင်စရာကောင်းတယ်လို့လူမှုကွန်ရက်ပေါ်မှာရေးသားခဲ့ပါတယ်။ခြားပရိသတ်တွေကလည်းသူ့ရဲ့စွမ်းဆောင်ရည်အားလုံးကိုအာရုံစိုက်ခဲ့ပြီးတော့ပရိသတ်တယောက်ကဆိုရင်အာမတ်တီယာလူကဒီရဲ့ကောင်းဆုံးကစားမတွေကတယောက်ဖြစ်တယ်လို့ရေးခဲ့ပြီးတော့နောက်ဆုံးပရိသတ်တယောက်ကတော့အာမတ်စီကထိတ်တန်းကူညီပေးမှုဘောလုံးမရှိတော့ပြေးသွားမှုနဲ့ဘောလုံးကိုအသုံးပြုမှုတွေနဲ့တူမန်ယူရဲ့အတောက်ပဆုံးကျေဝန်းဖြစ်ခဲ့တယ်။သူဟာတောင်ပန်ခံစစ်ထက်ရှေ့တန်း3ယောက်ထဲမှာရှိတဲ့သူဖြစ်တယ်လို့ပြောကြားခဲ့တာဖြစ်ပါတယ်။